မသိထားပါကွာမင်းသမီးလေးရပါပြီလာထား မမေအားချင်းချောင်းနော်မမေသမီးရောက်လာပြီနော် သမီးလေးရောက်လာလို့မမေသိပြောပါပြီသမီးရဲ့မမေချင်းနေပါတယ် မမေကလည်းမဟုတ်တဲ့စကားတွေကိုရှောက်ပြီးတော့ပြောမနေနဲ့နော်မမေကိုလေသမီးကပြုစုပေးမှတိလားမမေကိုတကယ်ဆရာဝန်ကြီးနဲ့ပြပေးမှာမမေရဲ့နော် မမေဝေဒနာကိုမမေသိပါတယ်သမီးရဲ့မနေရတော့ပါဘူးသမီးတို့မမေကိုခွင့်လို့ပါနော်မမေတောင်းဝင်မကြည့်ခဲ့တာရောနားလေပေးကြပါနော်မမေရဲ့အခုလိုအခြေအနေကိုလေသမီးကြီးမပြောပါနဲ့သမီးရဲ့သမီးအဖေအားမလွတ်လို့ချင်းသမီးစိတ်မကောင်းဖြစ်နေလိမ့်မယ်ပြောပါနဲ့တော့နော်သမီးနော် မမေကလည်းဘာလို့မဟုတ်တာရှောက်ပြီးတော့ပြောနေရတာလဲမမေရဲ့သမီးတို့ကလေမမေကိုတခါမှအပြစ်မမြင်ခဲ့ပါဘူးမမေရဲ့နော်မမေဒါလေကိုချမ်းမရဲ့ကိုခရူးဆိုင်တော့မမေနော်သမီးတက်တာအောင်ပြုစုပေးပါမယ်မမေရဲ့နော် ငါပြောတာဟုတ်ပါတယ်ကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်ရှင်းကြအောင်ကြိုးစားနေပါတယ် ကိုစိုးမှုမှာရီးစားရပါရောမရှိဘူးလားဒီအသက်ရွယ်ရောက်မှတော့ရီးစားမရှိဘူးဆိုတော့မဖြစ်နိုင်ပါဘူးเนาะ ရှိပါတယ်ပြတ်သွားတာမကြသေးဘူး ကိုစိုးမှုဆိုးလို့ပဲပြတ်သွားရမလား ဟုတ်မှာပါကျွန်တော်စိုးတာကြောင့်ပဲဖြစ်မှာပါမရမအောင်ခီးစားရှိလား online ကနေတော့တယောက်ရှိရယ်ဒါပေမဲ့ခရီးမတီလို့ဖြတ်လိုက်ပြီ ဟာအဲ့ဆိုမာယာကျွန်တော်တက်ပို့ပြီးစိုးတာဗော လူဆိုတာရီးစားရှိရင်တော့စုံရမှာပဲလေရီးစားမရှိလို့မစုံလို့ပဲငါရတော့သဘောထားလိုက်တယ် ဒါဆိုကျွန်တော်နှစ်ယောက်ဆုံးတော့အဲ့ဒီကြီးစက်ကြောင်ပဲလား ဟုတ်တော့ရီးစားကြောင့်လို့တော့မာရတော့ထင်တာပဲကိုစိုးမှုကဘယ်လိုထင်လို့လဲ အထင်တက်ပါဘူးဗျာလောကကြီးကရည်သက်ရှိတဲ့လူနဲ့ဆုံးရမယ်ဆိုတော့ဇရာချပြီးသားမဟုတ်ဘူးလား မာယာကိုလေအခုလိုမျိုးတွေလိုက်ပြီးကူညီပေးနေတာကိုစုမှုရဲ့ကောင်မလေးတည်သွားလို့ရှင်တုံးဝင်တိုးပြီးတော့စိတ်ဆိုးမှထင်တယ်နော် စိတ်ဆိုးဝင်နေတာခေါ်တော့ကြာပြီ ဒါဆိုကောင်မလေးကတော်တော်လေးတော့စိတ်ဆက်တာပဲနော် သူကစိတ်ဆက်တယ်အကျွေးပဲမဆက်တာ ကိုစုမှုကနောက်နေကြပါပြီ ကျွန်တော်ကမာယာစိတ်ညစ်နေပါဆိုလို့တမင်ပြောအောင်စားတာပါမာယာအမနဲ့ရောဖုန်းဆက်တော့ရှိသေးလား မမကိုတော့ဖုန်းမဆက်ဖြစ်သေးဘူးမမတည်သွားလို့ရှင်မာယာကိုလေတယောက်တည်းကြီးထွက်လာတယ်ဆိုပြီးတော့စူနေမှာစိုးလို့ပြန်ဝင်မှပဲပြောလိုက်တော့မယ်လေ မာယာရဲ့အမကိုကြည့်ရတာမာယာအဖေကိုကြောက်တဲ့ပုံပဲ မမသာဖေဖေကိုမကြောက်ဘူးဆိုရင်မမေနာမှာအခုချိန်ကမာတို့ညီမနှစ်ယောက်ဆိုတော့အတူတူရှိနေရမှာလေ ဒီမှာသူလည်းဒုက္ခခဲတဲ့သူရှိလို့နေမှာပါ မမေရဲ့နောက်ဆုံးချိန်မှာမာယာရှိနိုင်ရဲ့လို့ဒီလက်ကျင်နေမိပါတယ်အဲ့အတွက်လည်းကိုစိုးမိုးကိုလေမာယာကျေးဇူးအများကြီးကိုတင်ပါတယ်နော် ရပါတယ်ကျေးဇူးတင်စရာမလိုပါဘူးကျွန်တော်တို့လည်းဗမ်းမကြည့်ပါဘူး